စားကအိတ်ခါပျော်ပါးကနဲ့ဘဝတစ်ခုကိုဆုံးသက်တော့ဖြုံးနေကြတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်။ဘာပညာမှမရလိုက်ဖဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေပညာလို့ဆိုတဲ့နေရာမှာဓမ္မအသိလုံးဝမရလိုက်ဘူးပေါ့နော်။စီးပွားရှာဖို့ပညာတော့ရခြင်းအောင်ရလိမ့်မယ်။လောကီပညာတွေရကောင်းရလိမ့်မယ်။သို့တော့ဓမ္မအသိပညာဘာမှမရလိုက်ဖဲနဲ့ခန္ဓာကိုယ်မွေးမြူတဲ့အလုတ်သက်သက်နဲ့ပဲဘဝတစ်ခုဆုံးသက်သွားတယ်ဘဝတစ်ခုဆုံးသက်သွားတယ်အိဋ္ဌာကာမဆိုအိပ်မယ်စားမယ်ပျော်ပါမယ်ဆိုတဲ့ဒီဟာနဲ့တည်းပဲဘဝတစ်ခုပျော်သလိုနေသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာကဲ့ရဲ့တိုက်သလားရှုတ်ချတိုက်ဒီချီးမွမ်းတိုက်သလားဆိုကဲ့ရဲ့ရှုတ်ချတိုက်တယ်ဒါကြောင့်အသိပညာလုံးဝမတိုးတက်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးအပ္ပတုတ္တယံပုရိသောပရိဖတောဝစီရတိပညာကိုသင်ယူသင်ကြားခြင်းမရှိသူတော်ကောင်းတို့တရားတွေကိုလုံးဝကြားနာဘူးခြင်းမရှိအဲ့တော့မြန်မာပြည်ကလူတွေကတော့ဘုရားရဲ့ဆုံးမတွေကြားနေရတာတော်တော်ကြားနေရကြားခွင့်ရတဲ့ပုဂ္ဂိုလ်တွေများတချို့လုံးဝကိုမကြားရတဲ့ဘုရားဝေးတရားဝေးတွေဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေမှာဆိုကြားဝေးရလွန်ခက်တာလွန်ခက်တာအပ္ပတုတ္တမြတ်စွာဘုရားရဲ့ဆုံးမစကားတွေကုသိုလ်အကုသိုလ်ဆိုတာလည်းမကြားဘူးအကုသိုလ်ဆိုတာရှောင်ရမယ်ကုသိုလ်ဆိုတာလုပ်ရမယ်ဆိုတာလည်းမကြားဘူးနော်အရာခတ်သိမ်းဟာပြောင်းလဲနေတာဖြစ်တယ်တနည်းကျတော့ပျက်စီးသွားမှာဆိုတာလည်းမကြားဘူးအဲ့ဒါလို့ကြားဘူးထားခြင်းတရားနဲ့ပတ်သက်ပြီးသင်ယူထားခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ခိုင်းလို့မရတော့လို့အိုမင်းလာတဲ့နအိုကြီးတစ်ကောင်ကိုချိုးဖြေပြီးတော့လွှတ်လိုက်တယ်လွှတ်လိုက်တဲ့အခါအဲ့ဒီနအိုကြီးဟာသူ့ဘာသူရေကြီးရမြဲနုရရှောက်သွားပြီးတော့ဟိုခြုံစားဒီခြုံစားနဲ့ဝါလာတဲ့နွားကြီးတို့ပဲတဲ့အသားတွေပဲတိုးလာပြီးတော့ဘာမှကောင်းကျိုးပြုနိုင်တဲ့အနေအထားမရှိတော့ဘူးဝန်ကိုထမ်းဆောင်နိုင်ရင်မရှိတော့ဘူးလုပ်ငန်းခွင်မှာအသုံးမကျတော့ဘူးလွတ်လိုက်တာလုပ်ငန်းခွင်မှာအသုံးမကျတော့ဘေးမဲ့ပေးပြီးတော့လွတ်လိုက်တဲ့နွားကြီးဟာအစာစားပြီးတော့အသားပဲတိုးနေတယ်သူ့ရဲ့ဝန်ဆောင်မှုတွေဟာ